သူများကိုအားကြပြီးကိုယ့်ဘဝကိုအားမရဖြစ်နေဘဝဟာပိုလို့တောင်မကြည်မနှက်ဖြစ်အလိုမကျဖြစ်အကုသိုလ်ဖြစ်စိတ်မချမ်းသာဖြစ်နေမှာပဲလေသူ့အနေထားကိုမကြည့်နဲ့ကိုယ့်အနေထားကိုပဲညှိပေါ့လူတိုင်းဟာသူ့အကြောင်းနဲ့သူ့ကံနဲ့သူဖြစ်နေတဲ့သဘောရှိတဲ့အတွက်မတူတဲ့ကံကိုလိုက်ပြီးတော့ချိန်ထိုးနေရင်ကိုယ်ပဲခံစားရမှာမဟုတ်လားကိုယ်တရားနဲ့ကိုလက်ရှိအနေထားမှာပဲအကျိုးများအောင်ကြိုးစားလိုက်တာပေါ့အရေးကြီးဆုံးကအားကြမလွဲဖို့ပဲလေသူသုံးတယ်လို့မသုံးနိုင်လို့သူဝတ်တယ်လို့မဝတ်နိုင်လို့သူနေတယ်လို့မနေနိုင်လို့သူစားတယ်လို့မစားနိုင်လို့စတာတွေမှာအားကြပြီးအဲ့ဒါတွေလိုက်ပြိုင်နေရင်ဒါဟာအားကြလွဲတာပါပဲသူ့လိုအခြေအနေမျိုးမဟုတ်ပေမဲ့ကိုယ့်အခြေအနေနဲ့ကိုရှိတာလေးနဲ့လက်ပြတန့်နေဖို့ကအဓိကပဲမဟုတ်လားတကယ်တော့ဘဝမှာရုပ်ဝတ္ထုတွေဘလောက်ပဲပြည့်စုံစိတ်ချမ်းသာမှုဆိုတာရှိတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာအောင်နေတတ်မှချမ်းသာတာဒါလေးဆင်ခြင်မိရင်ကိုယ့်အခြေအနေကလည်းကျဉ်းနှက်စရာပဲပေါ့ဒီတော့အဆိုးတွေနဲ့အကျိုးပေးတဲ့ဘဝမှာရိုးရိုးလေးနဲ့အပြစ်ကင်းအောင်နေလိုက်ပါကိုယ်လက်ပြကိုတန့်ရင်ဘဝမှာဘာမှမရှိလဲအလှရှိနေတာပဲလေကိုကျင့်အလှကအဓိကပဲပေါ့ဒါလေးကလည်းပဲလူတော်များများဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲလူတွေကအခြေအနေအရက်တစ်ခုမှာအခြေအနေတစ်ရက်ပေါ်မှာကိုယ်အခြေအနေပေါ်မှာတော်များများကတိတ်ပြီးတော့အလိုမကျဖြစ်ကြတယ်မကြေမနက်ဖြစ်ကြတယ်အားမရကိုယ်အခြေအနေကိုဘာလို့အားမရတာလဲဆိုတော့သူများကိုကြည့်ပြီးတော့အားမရတာပဲသူများသုံးတယ်လို့မသုံးနိုင်လို့သူများနေတယ်လို့မနေနိုင်လို့သူများစားတယ်လို့မစားနိုင်လို့သူများသွားတယ်လို့မသွားနိုင်လို့ဆိုပြီးတော့သူများရဲ့အခြေအနေကိုကြည့်ပြီးတော့ကိုယ့်အခြေအနေကိုမကြည်မနှက်ဖြစ်နေတဲ့သဘောတွေများတယ်သူများကိုကြည့်ပြီးတော့ကိုယ့်အလိုမကျဖြစ်နေတဲ့သူတွေအများကြီးဆိုတော့ဘဝမှာလူတိုင်းဟာသူ့ကံနဲ့သူ့အခြေအနေနဲ့သူလာကြတာပဲလူရတော်များများကကံကိုပြိုင်နေကြတဲ့သဘောရှိတယ်အမှန်ကတော့ကံကပြိုင်လို့မရဘူးကံကိုမပြိုင်ရဘူးကံကိုပြင်ရတာအတိတ်ကံတွေကသူ့ဟာသူပါလာပြီတချို့လူတွေကပစ္စုပန်မှာမဟုတ်တာတွေလုပ်နေပေမဲ့အတိတ်ကံအားကောင်းတဲ့အခါကျတော့သူအတိတ်ကံရဲ့အဟောင်းကောင်းတဲ့အကြောင်းတရားတွေကပစ္စုပန်မှာအကောင်းတွေကြုံနေတော့ပစ္စုပန်မှာမကောင်းတာလုပ်ပေမဲ့သူတို့မှာအကောင်းတွေရှိနေတာလည်းအများကြီးရှိတယ်ချို့ကတော့ကိုယ့်အတ္တကိုပစ္စုပန်မှာအကောင်းတွေလုပ်နေပေမဲ့အတိတ်ကံမကောင်းတဲ့အခါကျပစ္စုပန်အကျိုးပေးမကောင်းတာတွေလည်းအများကြီးရှိတယ်ဆိုဒီတော့ကံဆိုတာသူ့ကံနဲ့သူ့အကြောင်းနဲ့သူလာတာဖြစ်တဲ့အတွက်ကြောင့်ကံကိုတော့ပြိုင်မနေနဲ့ပြင်းရင်ကံကိုပြင်းပေါ့ကိုယ်ကံကိုပြင်းဆိုတာကအကောင်းတွေလုံနေရတဲ့မကောင်းတွေဖြစ်ရင်ဒါအတိတ်ကံရဲ့သဘောပဲလို့သိပြီးလို့ရှိရင်ကိုယ့်ဘာသာကိုကောင်းအောင်ကိုယ်ကံကိုပြင်ရမှာကောင်းတဲ့ကာယအနေနဲ့ဖြစ်နိုင်အောင်ကောင်းတဲ့ကာယကံကောင်းတဲ့ဝစီကံကောင်းတဲ့မနောကံလေးတွေဒီကံလေးတွေများများကိုယ့်ဘာသာကိုပြုပြင်ပြီးတော့နေမယ်ဆိုရင်ကိုယ်လည်းပဲတစ်ချိန်ချင်းမှာကောင်းတာလေးဖြစ်လာမှာဆိုတာကလူတိုင်းကကိုယ့်အခြေအနေကိုအားမရကိုယ့်အခြေအနေကိုမကြေမနက်ဖြစ်နေတာဒါသဘာဝပဲကိုယ်တွေကဘလောက်ပဲပြည့်စုံတယ်ပဲပြောကိုယ်တော့ဘယ်တော့မှပြည့်စုံတဲ့လူတွေကမတတ်မှတ်ကိုယ့်ကိုသူများကကြည့်ရင်သူများကလည်းကိုယ့်ကိုအားကျနေတာတခါဘုန်းကြီးတို့သာသနာမှာလည်းအဲ့လိုပဲသာသနာဝန်ထမ်းရှင်ရန်နေကြည့်ပြီးတော့လူတွေကရန်နေရဲ့ဘဝအေးချမ်းလိုက်တာသံဃာတော်ရဲ့ဘဝအေးချမ်းလိုက်တာဆိုပြီးတော့ရန်တော်တွေကြည့်ပြီးတော့လူလောကအတိုင်းဝိုင်းရလူတွေကအားကြကြတယ်ဘုန်းကြီးတွေဘဝအေးချမ်းတယ်တချို့ဘုန်းကြီးတွေကျတော့အဲ့လိုမဟုတ်ပြန်ဘုန်းကြီးဘဝနေရတာဝိနည်းတွေများလိုက်တာစောင့်နေရတာများလိုက်တာလူလောကအစဉ်ပြေနာလေးတွေကြည့်ပြီးတော့လူတွေကိုအားကြတာရှိတယ်လူတွေကသူ့ကိုအားကြကိုသူအားကြသူ့ဘဝကိုမကျေနပ်နိုင်ကိုဘဝသူမကျေနပ်နိုင်ကိုဘဝကိုမကျေမနပ်နိုင်ဖြစ်နေတာဆိုတော့ဘာမှမကျေနပ်စရာအကြောင်းမရှိဘူးအမှန်တော့ကိုအကြောင်းနဲ့ကိုလာကြတယ်ကိုဘဝအခြေအနေမှာအခြေအနေရက်တစ်ခုကိုလက်ခံနိုင်အောင်ကြိုးစားရတယ်လက်ခံနိုင်စွမ်းရှိလို့ရှိရင်ဘလို့အခြေအနေမျိုးမှာပဲရှိကိုဘဝကိုကျေနပ်အောင်နေတတ်သွားတယ်လူတွေကကြုံလာတဲ့ဘဝအခြေအနေကိုလက်မခံနိုင်လို့မကျေနပ်တာလက်ခံနိုင်တယ်ဆိုတာကကောင်းတာတွေပဲလာတယ်အဆိုးနဲ့ပဲကြုံအဲ့ဒီအခြေအနေတရားကိုလက်ခံနိုင်တယ်
အကောင်းနေကြတော့ကျဉ်း납ပြီးမကောင်းနေကြတော့မကျဉ်း납ဘူးဆိုတာအခြေအနေရက်ကိုအခြေအနေတရက်ကိုလက်မခံနိုင်တာလက်မခံနိုင်လို့ရှိရင်မကျဉ်မနှက်တွေဖြစ်တယ်မကျဉ်မနှက်တွေဖြစ်ရင်အလိုမကျတွေဖြစ်အလိုမကျတွေဖြစ်ရင်နေရတာစိတ်မချမ်းသာကိုတွေကဘလောက်ပဲကိုဘွားကိုမကောင်းမှုပဲပြောပြောကိုဘွားကိုမပြည့်စုံပဲပြောပြောတခြားချိန်ထွေးရင်လောကမှာကိုတဲ့ဆိုတဲ့လူတွေအများကြီးရှိတယ်ကိုတဲ့မပြည့်စုံတဲ့လူတွေအများကြီးရှိတယ်ကိုတဲ့အခြေအနေဆိုတဲ့လူတွေဒီလောကကြီးမှာဘယ်နေရာပဲကြည့်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကိုတွေကသာသူများကိုကြည့်ပြီးတော့သူများကိုဘွားကိုအားမရဖြစ်နေတာသူများကလည်းကိုကိုကြည့်ပြီးတော့သူတို့ဘွားအားမရဖြစ်နေမှာပဲဒီတော့ကိုကိုစင်ကျင်တဲ့အခါမှာကိုကိုအားပေးတဲ့အခါမှာသူဟိုအထက်ကြီးကိုကြည့်ပြီးတော့ကိုတဲ့ตาရာကြီးတွေကြည့်ပြီးတော့အားမလို့အားမရဖြစ်နေစရာအကြောင်းတော့မရှိဘူးကိုစိတ်ဓာတ်တွေကြတော့အားနဲ့လို့အားပေးခြင်းလို့ရှိရင်ကိုအောက်ကလူကြည့်ရအော်ငါတဲ့ဆိုတဲ့လူတွေအများကြီးရှိပါလားငါလောက်အဆင်မပြေတဲ့လူတွေအများကြီးရှိပါလားလူလောကမှာမာပြီးမှလည်းပဲအများကြီးရှိတာတခါကြဟိုမြို့တစ်တွေထွင်လိုက်နာရတို့ရှိပြီးသားတွက်လို့ရှိရင်ကိုတွေဘဝအိမ်မရှိဘူးလို့လာပြောတာအိဆာမရှိလို့ပြောတာကိုတဲ့ဆိုတဲ့သူတွေအများကြီးတချို့လမ်းမေးမှာခင်းပြီးတော့အိမ်နေရတဲ့သူတွေအများကြီးဆိုတော့ကဘဝမှာကိုယ့်အခြေအနေကိုကြည့်ပြီးတော့ဘာမှသိပြီးတော့ခံစားချက်တွေနဲ့မကြေမနက်ဖြစ်เสียဘူးအကြောင်းမရှိဘူးသိကြတာကတော့ကံဆိုတာကငါတို့ကံဆိုးတယ်ဆိုတဲ့အတွေးတွေကအဲ့ဒါကကိုယ့်ကိုစိတ်အားငယ်စိတ်ကိုဖြစ်စေတယ်ကံဆိုးတယ်တော့ဘယ်တော့မှမတွေးနဲ့ကံကကောင်းပြီသားကံကောင်းပြီသားလူဖြစ်နေတာကကံကောင်းနေတာပဲမဟုတ်လားလူဖြစ်နေတာကကံကောင်းနေတာလေလူမဖြစ်တဲ့တတ္တဝါတွေအများကြီးလူဘဝကိုမရတဲ့ပုဂ္ဂိုလ်တွေအများကြီးတန်ត្រာမှာငရဲကြတဲ့လူတွေအများကြီးဒိဋ္ဌံဘဝရောက်နေတဲ့လူတွေအများကြီးအပယ်လေးပုံဟိုပိဋ္ဌာဖြစ်နေတဲ့ပုဂ္ဂိုလ်တတ္တဝါတွေအများကြီးသူတို့နဲ့ရှင်လို့ရှင်ကိုကဒုဘဝကိုရနေတာကကံကောင်းပြီသားပေါ်ပြီးကံကောင်းတာလူချင်းတူတာမှကိုလည်းအင်္ဂါပြည့်စုံနေတယ်ကိုမှနားတယ်ကြားခွင့်ရှိနေတယ်မျက်စိတွေမြင်ခွင့်ရှိနေတယ်နှာခေါင်းနဲ့နံခွင့်ရှိနေတယ်ရှားမှာအရသာခံခွင့်ရှိနေတယ်ခန္ဓာကိုယ်လှုပ်ရှားခွင့်ရှိတယ်အဲ့ဒီကိုလည်းအင်္ဂါစုံစုံနေနေလေးတွေနဲ့ဖြစ်နေတာကကိုဘဝကံကောင်းပြီသားပဲဒီတက်ပေါ်ပြီးတော့ကံကောင်းအောင်ပြောမယ်ဆိုရင်လူလည်းဖြစ်လာတယ်ဖရာသာသနာနဲ့ကြုံတွေ့နိုင်ဗုဒ္ဓဘာသာလည်းဖြစ်ခွင့်ရနေတယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ရှုတောင်းရတယ်အားလုံးက perfect ပဲဘဝဘာမှမကျင်တဲ့ဆရာမရှိဘူးဘာမှအလိုမကျဖြစ်ဆရာအကြောင်းမရှိလူတွေမှာကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်သူတစ်ပါးကိုအားကြတယ်ဆိုတာကကိုယ့်ဘဝမပြည့်စုံလို့မဟုတ်သူတစ်ပါးရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့သူတို့လိုဖြစ်စေနဲ့စိတ်ကြောင့်မကျင်မနဲ့ဖြစ်တာသူတို့သုံးတယ်လို့ကိုမသုံးနိုင်လို့ကိုယ့်ဘဝမကျင်မနဲ့ဖြစ်တာသူတို့စီးတယ်လို့ကားတွေမစီးနိုင်လို့ကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်တာရုပ်ပိုင်းဆိုင်ရာကိုသွားပြိုင်လို့ကိုယ်စိတ်ကိုမကျင်မနဲ့ဖြစ်စေတာတကယ်လည်းညရင်အပြိုင်လွဲတာပဲအပြိုင်လွဲလို့ကိုယ့်ဘဝကိုအားမကျဖြစ်တာ